အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ရခိုင်မဟာမြတ်မှုနေဖျားကိုတွန်းလို့ပူဇော်ခဲ့တဲ့ရခိုင်ပြည်ရင်ဆန္ဒတူရိယမင်းကြောင့်ကိုတင်ဆက်ပေးလိုက်ပါတယ်ရှင်ရှေးခေတ်အလွန်ကရခိုင်ပြည်နယ်မှာတညော့လီလို့ခေါ်တဲ့အင်အားကြီးနိုင်ငံတစ်နိုင်ငံရှိခဲ့ပါတယ်အဲ့ဒီနိုင်ငံတော်ကြီးကိုတရားမျှတပြီးထီတူကိုချစ်ခင်ဆောင်ရှောက်တတ်တဲ့မင်းကြီးတစ်ပါးအုပ်ချုပ်နေခဲ့ပါတယ်ဒါပေမဲ့မင်းကြီးနဲ့မိဖုရားတို့မှာအချိန်တော်ကြာတဲ့အထိအမွေဆက်ခံမဲ့သားသမီးဟာမရရှိသေးပါဘူး။ဒါကြောင့်ဖျားတရားတန်ခါကိုပူဇော်ပြီးလက်ဖျားများကိုဆုတောင်းကာဒီတို့အကျိုးကိုပုံမှုဆောင်ရွက်လာကြပါလေ။တညမှာတော့မိဖုရားကြီးဟာထူးခြားတဲ့အိမ်မက်တစ်ခုကိုမြင်ခဲ့ပါတယ်။ကောင်းကင်မြင်မှာလက်မေးနေမီလက်ပါပေါ်လာပြီးအလေးရောင်ကြီးစွာထွန်းလေးနာတဲ့အိမ်မက်ကိုမှတ်ခဲ့ပါလေ။လမ်းနဲ့နေဟာမိဖုရားရဲ့ရှေ့ကိုဆင်းလာပြီးဒီလိုမိန့်ကြားခဲ့တယ်။ရခိုင်နိုင်ငံတော်ကြီးကိုအလေးပေးမဲ့မင်းကောင်းတစ်ပါးမကြခင်မွေးဖွားလာလိမ့်မယ်လို့အိမ်မက်မှတ်ခဲ့ပါလေအဲ့ဒီအိမ်မက်ကိုမှတ်ပြီးမကြခင်မှာပဲမိဖုရားကြီးကကိုယ်ဝင်ရှိလာပြီးတားတစ်ပါးမွေးဖွားလာခဲ့ပါလေလမ်းနဲ့နေရဲ့အလင်းကိုပေါင်းထားတဲ့အမိပါပဲဆန္ဒတူရိယမင်းသားဟာနေစဉ်ကလေးကအခြားကလေးတွေနဲ့မတူညီပဲထူးခြားနေခဲ့ပါလေသူဟာစကားနေပေမဲ့စဉ်းစားတွေးခေါ်တတ်တဲ့မင်းသားလေးတစ်ပါးဖြစ်ခဲ့ပါတယ်တတိရှိပေမဲ့မိုင်မဲမှုမရှိခဲ့ပါဘူးခွန်အားရှိပေမဲ့အချမ်းဖတ်မှုကိုမနစ်တတ်ပါဘူးဈေးရဲသူတွေကိုမြင်ရင်ကိုကြီးချင်းတက်ပြီးမတရားမှုကိုမြင်ရင်တိတ်မနေတတ်ပါဘူးရွယ်ရောက်လာတဲ့အခါစာပေနဲ့ပညာဈေးရဲအုပ်ချုပ်မှုအားလုံးကိုတက်မြောက်လာပါတယ်ဆရာတော်များကဒီမင်းသားဟာအနာဂတ်မင်းကောင်းဖြစ်မယ်လို့ခံမှန်းကြပါလေဒါပေမဲ့ကဲဆိုးမှုတွေဈေးရောက်လာပြီးအချိန်ကာလတစ်ခုမှာတညောင်ရီနိုင်ငံဟာအန္တရာယ်များစွာနဲ့ကြုံတွေ့လာရပါတယ်။အနည်းနားနိုင်ငံကမကောင်းသောရန်သူတွေနဲ့ပြိပခါများတဖြည်းဖြည်းပေါ်လာခဲ့ပါတယ်။ဒီချိန်မှာဆန္ဒတူရိယမင်းသားဟာရှောင်းလွှဲမနေခဲ့ပါဘူး။သူရဲကောင်းများကိုစူးစီးပြီးဖိသူဟိုကောက်ွယ်ဖို့ရှေးဆုံးလာနေထွက်လာခဲ့ပါတယ်။သူရဲ့အားသာချက်ကဒါလည်းနဲ့မဟုတ်ပါဘူး။သူရဲ့အားသာချက်ကတစ္ဆာတရားမျှတမှုနဲ့ဖိသူကိုချစ်တဲ့စေပါရန်သူကိုတောင်မလို့အဲ့ရင်မတက်ပဲအနာယူပြီးရင်ငင်းချင်းရဲကိုအရင်ဆွေးနွေးခဲ့ပါလေအချိန်ကြာလာတဲ့အခါပြည်သူတွေကဆန္ဒတူရိယမင်းသားကိုအလုံးယုံကြည်လာခဲ့ကြပါလေမင်းကြီးလည်းအိုမင်းလာပြီးဖြစ်၍နိုင်ငံကိုအနှံရမဲ့ချိန်ကိုရောက်လာခဲ့ပါလေဒါနဲ့ဆန္ဒတူရိယမင်းသားဟာမင်းဖြစ်နဲ့အုပ်ချုပ်ခဲ့ပါလေသူအုပ်ချုပ်တဲ့ကာလမှာအာရခနိုင်ငံတော်ကြီးမှာမတရားမှုရုံနေလာပြီးပြည်သူတွေအေးချမ်းလာခဲ့ကြပါလေရခိုင်နိုင်ငံတော်ကြီးဟာဆိုရင်လာလို့အေးမြနေလို့တော့ပါဆန္ဒတူရိယမင်းဟာရခိုင်ကမဟာမုနီဖျားကိုတုံးလို့ကိုဆိုခဲ့တဲ့မင်းလေးဖြစ်ပါလေဒါကြောင့်လက်ရုံးရည်နှလုံးရည်ဖြစ်တည်ဆုံပြီးလညဝလီခင်မှာထင်ရှားကြော်ကြားခဲ့သောဆန္ဒတူရိယမင်းသားကိုရခိုင်သမိုင်းထဲကအလင်းပြီးသောမင်းကောင်းဖြစ်ယနေ့ထိမှတ်မိနေကြဆဲဖြစ်ပါလေဟုတ်ကဲ့ကြည့်ရှုနားဆင်အားပေးသွားကြတဲ့အထင်းမှာရခိုင်တို့ရခိုင်သားလေးပါခဲ့ရင်လေဆန္ဒတူရိယမင်းကိုလေးစားအားကြအတူယူကြစေခြင်းပါလေရှင်အားလုံးကိုအထူးချစ်ခင်ကျေးဇူးတင်ရှိပါလေရှင်ဗီဒီယိုလေးတွေကိုကြိုက်နေတဲ့ရင် channel လေးကို like နဲ့ subscribe လေးလုပ်ထားပေးကြပါရှင်နောက်ဗီဒီယိုမှာပြန်လည်ဆုံကြပါမယ်ရှင်